အားလုံးပဲမင်္ဂလာပါကျမရဲ့ mic 6လေးနဲ့ပြန်လဲကြိုးဆိုလိုက်ပါတယ်ပေါ့နော်ဒီနေ့အားလုံးကိုဖိတ်ကပိုင်းဝေးတင်လေသူ့စီရအဆက်တွေဘယ်တော့လောက်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျမတော့လုပ်ပေးသွားချင်တာဖြစ်ပါတယ်ရှင်အားလုံးပဲကိုအရန်ကိုဆွဲဆောင်နေတဲ့ဖိုင်ကလေးကိုရွေးလိုက်ပါခဏလောက်ပေါ့နော်ဒီရွေးရတာမမီဘူးဆိုရင်လည်းခဏလောက် pause လုပ်ပြီးတော့ရွေးလို့ရပါတယ်ရှင်ရွေးချယ်ပေးကြပြီလို့ထင်ပါတယ်ဒါတော့ five word လေးဖြစ်တယ်ပေါ့နော် five word ကိုရွေးချယ်ထားတဲ့လူလေးတွေပေါ့နော်ကိုယ့်ရဲ့ person ကဘယ်တော့လောက်ဆက်တွယ်လာမလဲဆိုတာမျိုးကိုချိန်လိုက်တဲ့အချိန်မှာဘယ်တော့အဆုံးကြထားလိုက်ကလေး dimension ချင်းဖြစ်တယ် dimension ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ five word ရဲ့ person ကဒုကိုတိုင်လဲပေါ့နော်တော်တော်ကြီးကို dimension နဲ့ ace of ဘောဖြစ်တဲ့ကြောင့်မို့ဒုကိုတိုင်လဲတော်တော်ကြီးကို five word ကိုလွှမ်းနေတာဖြစ်တယ်အရန်ကိုမြန်ဆက်တွေ့ချင်နေတာဖြစ်တယ်ဆိုပြီးတော့ဒီကက်ကလေးနဲ့ကလာပြောပြပေးနေတာဖြစ်တယ်သူကိုယ်တိုင်ကလည်းသူစိတ်ကပေါ့နော်5-1နေစီကိုရောက်တော်တော်လေးကိုရောက်ရှိနေပြီအခု5-1နေတွေးထားတာထက်တောင်လိုရာထက်ကိုပူပြီးတော့မြန်ကြီးကိုဆက်သွဲလာလိုက်မယ်တချို့ရေဆိုရင်ပေါ့နော်ဒီဗီဒီယိုကိုကြည့်ပြီးတော့တိုက်မကြအောင်ဆက်သွဲရလိမ့်မယ်ဆိုပြီးတော့ကျွန်မမြင်နေရတာဖြစ်တယ်5-1နေဒီမှာ10 shot ခတ်ဆိုတဲ့ကက်ကလေးကြာထားတာဖြစ်တဲ့ကြောင့်မို့ပေါ့နော်5-1နေရဲ့ person ကအမှန်တကယ်ပဲပေါ့နော်ဒီ5-1နေရဲ့ personရဲ့အတွေ့အကြုံမှာဖိုင်ဝမ်နေဒီတကယ်ပဲသူ့ကိုပျော်ရွှင်မှုပေးနိုင်တာဖြစ်တယ်ကိုမင်းကိုအရန်လွှမ်းနေတယ်မင်းကပဲကိုပျော်ရွှင်မှုပေးနိုင်တာဖြစ်တယ်ကိုပေါ့နော်မင်းနဲ့အတူတူလှုပ်ချင်တဲ့အရာတွေအများကြီးရှိတယ်ကိုကလေးတွေလည်းလိုချင်နေဆိုပြီးတော့ပေါ့နော်ဖိုင်ဝမ်နေကိုပြောထားတာဖြစ်တယ်လိုရာချက်ပို့ပြီးတော့ဒူမြန်လေးဆက်တွဲလာလိမ့်မယ်လို့မြင်နေအခုကစပြီး3လအတွင်းမှာဆက်တွဲလာမယ်ဒါပေမဲ့အရင်ကံကောင်းနေဆိုရင်တော့ DPT ကိုကြည့်ပြီးတော့တိတ်မကြဘူးပေါ့နော်ဒီပေါ့နော်တပတ်အတွင်းမှာတော့ဆက်တွဲလာနိုင်နေဆိုပြီးတော့ကျွန်မမြင်ရပါတယ်ရှင်။ Okay ဒါကတော့5-1လေးတွေအတွက်ဖြစ်ပါတယ်ရှင်။လူကိုယ်တိုင်ကလည်းအမြင်လေးအပြေးလေးလာကျင်နေပါပြီဆိုပြီးတော့ပြောပြပေးနေရပါရှင်။ပြီးတော့ပေါ့နော်ဒီပေါ့နော်လက်ထပ်ပေးထားလူတွေဆိုရင်လည်းအပြေးလေးလာကျင်နေပြီလက်မထားရသေးဘူးဆိုရင်လည်းကိုမင်းနဲ့မြန်ဆက်ဆန်လေးအပြေးလေးလာပြီးမင်းနဲ့အတူတူပေါ့နော်ဒီပေါ့နော်လက်ထပ်ပြီးတော့ကလေးတွေလိုချင်နေပါပြီလို့ပြောနေရဖြစ်ပါတယ်ရှင်။အဲ့တော့ bite tool လေးတွေအတွက်ဖြစ်တယ် bite tool လေးတွေရဲ့ကက်ကလေးတွေကိုကြည့်လိုက်ရတာတော်ကြီးကိုစိတ်ရှမ်းတာတာမျိုးတွေ့ရတာဖြစ်တယ်။ဒီမှာကြည့်လိုက်လေ4 of 1ဖြစ်တယ်2 of cups ဖြစ်တယ်ပြီးတော့6 of 1နဲ့နောက်ဆုံး the star ဆိုတဲ့ကက်ကလေးကိုကြားထားတာဖြစ်တယ်ပေါ့နော်။အဲ့ဒီတော့ဒီကက်ကလေးကိုကြည့်ရတာတော်ကြီးကိုစိတ်ချမ်းသာတာဖြစ်တယ်ပြီးတော့ bite tool လေးတွေရဲ့ပါစင်က bite tool လေးတွေကိုအရန်ချစ်တာမျိုးကိုမြင်ရတာဖြစ်တယ်တော်ကြီးကိုချစ်တယ်ဆိုပြီးတော့ဒီကက်ကိုကျွန်မကြည့်ချင်အားဖြစ်ကိုမြင်ရတာဖြစ်တယ်ပြီးတော့ပေါ့နော် bite tool လေးတွေကိုပေါ့နော်ကိုမင်းကိုအရန်ချစ်တယ်အရန်တအားရိုးလည်းချစ်တယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတာဖြစ်တယ်ဒီမှာတချို့တွေပေါ့နော်ဒီ bite tool လေးတွေရဲ့ပါစင်က bite tool လေးတွေကိုအရင်က cheating လုပ်ခဲ့ဖို့တယ်လို့ခံစားရတာဖြစ်တယ်အဲ့လို cheating မလုပ်ခဲ့ဘူးဆိုရင်လည်းသူအနေနဲ့ပေါ့နော်ဖုံးကွယ်ထားတဲ့အရာမျိုးတွေရှိတယ်ဆိုပြီးတော့ဒီမှာလာပြီးတော့ပေါ့နော်ဒီ7 of swords ကလာပြီးတော့ပြောပြပေးနေရဖြစ်တယ်ပေါ့နော်အဲ့လိုဆိုပေမဲ့ပေါ့နော် bite tool လေးတွေရဲ့ပါစင်က bite tool လေးတွေကိုတော်တော်ကြီးကိုချစ်တာအရင်ချစ်တယ်ဆိုတာမျိုးကိုလာပြီးတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုပေါ့နော်ရေရှည်အထိပေါ့နော်ကိုလက်ထပ်ဖို့အထိတူနေနဲ့တွေးထားတာဖြစ်တယ်တကယ်ကိုချစ်တာဖြစ်တယ်တချို့ဆိုတော့လက်ထပ်ပြီးသားဆိုရင်လည်းအရန်ချစ်တာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအနေထားမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ဒီမှာပေါ့နော်6 of 1ဆိုတဲ့ကလေးကြားထားတာဖြစ်တဲ့ကြောင့်ပေါ့နော် bite tool လေးတွေရဲ့ percentage အရန်အလုပ်ကြိုးစားတာဖြစ်တယ်တော်ကြီးကိုပေါ့နော်တချို့တွေဆိုတကယ်ကိုပေါ့နော်ဒီပေါ့နော်အခုဆိုရာထူးမြင့်နေရာမျိုးမှာရှိနေတာတကယ်ကို position တစ်ခုကိုရောက်နေတာတချို့ဆိုလူတွေအတိအမှတ်ပြုခံရတဲ့လူတယောက်ဖြစ်တာအဲ့လိုမျိုးအနေအချာမျိုးကိုလာပြီးတွေ့ရတာဖြစ်တယ်တော်လေးကိုအလုပ်ကြိုးစားတယ်ပြီးတော့အရေးအရှင်းရှိတယ်အဲ့လိုမျိုးအနေအချာမျိုးကိုကျွန်မလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်ဒီမှာတချို့တွေပေါ့နော်လူမျိုးပါတာအသက်အရွယ်နိုင်ငံမတူတာမျိုးကိုလာပြီးတော့တွေ့ရတယ်ဒီမှာပေါ့နော်ဒီ6 of 1ဆိုတဲ့ကကလေးကြားထားတာဖြစ်တဲ့ကြောင့်မို့အဲ့လိုမျိုးအနေအချာမျိုးကိုလာပြီးတော့တွေ့ရတယ်လူမျိုးပါတာအသက်အရွယ်နိုင်ငံမတူတာမျိုးကိုလည်း bite tool လေးတွေနဲ့ bite tool လေးတွေရဲ့ပါစပါအဲ့လိုမျိုးအနေအချာမျိုးရှိလိမ့်မယ်ပေါ့နော်လက်ရှိမှာလည်းတချို့တွေဆိုပေါ့ long distance အနေအချာမျိုးကိုလာပြီးတော့တွေ့ရတယ်အဲ့ဒီတော့ပေါ့နော် bite tool လေးတွေရဲ့ပါစက bite tool လေးတွေကိုဘယ်တော့လောက်သူ့စီကအဆက်တွေ့ရမလဲဆိုတာမျိုးကိုကြည့်လိုက်တဲ့အချိန်မှာတချို့ဆိုရင်ပေါ့နော်ဒီတချို့ဆိုရင်လာမဲ့6လပိုင်းပေါ့နော်အရန်လာမဲ့6လပိုင်းမှာရှာနိုင်တယ်သူစီကအဆက်အတွေ့ပေါ့နော်သူ့အနေနဲ့ပြောထားတဲ့စကားလုံးကကိုမင်းကိုအရန်ချစ်တယ်ကိုမင်းကိုအရန်လွမ်းနေပါပြီကိုအနေနဲ့ပေါ့နော်မင်းအပေါ်ကိုဖုံးကွယ်ထားတဲ့အရာရှိတယ်ဆိုပေမဲ့လေကိုကတော့မင်းကိုတကယ်ကိုချစ်တာပါ
မင်းကတကယ်ကိုချစ်တာပါအရန်ချစ်တာပါဆိုပြီးတော့သူ့အနေနဲ့ပြောပြပေးနေရဖြစ်တယ်ကျမဒီကတ်တွေကိုကြည့်ပြီးတော့တကယ်ကိုစိတ်ရှမ်းသာရတာဖြစ်တယ်သူ့အနေနဲ့ပေါ့နော်ဖုန်းကွယ်ချတဲ့အရာတွေရှိနေဆိုပေမဲ့လည်းသူ့အနေနဲ့အရန်ချစ်တယ်အခုအချိန်မှာလည်းသူ့အနေနဲ့အရန်လွန်းနေကိုယ့်ကိုလည်းအရန်ချစ်တယ်ဆိုတဲ့အကြောင်းလည်းပြောချင်နေဆိုပြီးတော့ဒီမှာလာပြီးတော့တွေ့ရတာဖြစ်တယ်ပြီးတော့နောက်ဆုံးမှာ The Star ဆိုတဲ့ကလေးကြားထားတာဖြစ်တဲ့ကြောင့်မို့ပေါ့နော်သူကိုကိုတော်တော်ကြီးကိုပေါ့နော်ဆက်သွယ်ချင်နေတာဖြစ်တယ်အရန်ဆက်သွယ်ချင်နေတာဖြစ်တယ်ကိုအရန်ချစ်တဲ့အကြောင်းပြောချင်နေတာဖြစ်တယ်ဆိုပြီးတော့လာပြီးတော့တွေ့ရတယ်ပြီးတော့ဒီကလေးကြားထားတာဖြစ်တဲ့ကြောင့်မို့ပေါ့နော်တချို့ဒီဖိုက်ထူးလေးတွေရဲ့ပါစံကဖိုက်ထူးလေးတွေကိုလာပြီးတော့လာတွေ့နိုင်တယ်ဆိုပြီးတော့တွေ့ရတယ်တချို့တွေဆိုတွေ့ဖို့အောင်လုပ်ထားတယ်လာပြီးတွေ့လိမ့်မယ်ပေါ့နော်ကျွန်မ story လာတွေ့လိမ့်မယ်လို့မြင်နေဘယ်လောက်ဒေါ်လောက်ပေါ့နော်ဒီပေါ် story အများဆုံးဖိုက်ထူးလေးတွေရဲ့ပါစံကလာပြီးတွေ့နိုင်မလဲဆိုရင်ကျွန်မ9လပိုင်းမှာ song လေးဖြစ်တယ်ပေါ့နော်လာမယ့်အခုပေါ့နော်လာမယ့်9လပိုင်းမှာဖိုက်ထူးလေးတွေရဲ့ပါစံဒီဖိုက်ထူးလေးတွေကိုပေါ့နော်အခုလာမဲ့9လပိုင်းကိုစောင်းလေးဖြစ်တဲ့တချို့ဆို6လပိုင်းကိုအဆက်အသွယ်ရကြလိမ့်မယ်ဒါပေမဲ့ကျွန်မ9လပိုင်းကိုပို့ပြီးတော့ပေါ့နော်ဒီပေါ့နော်အများဆုံး9လပိုင်းကိုလာတွေ့ကြလိမ့်မယ်လို့မြင်နေ9လပိုင်းကိုအများကြီးပေါ့နော်အဆက်အသွယ်ရကြလိမ့်မယ်တချို့အိဆိုအများကြီးဒုက္ခကိုလာတွေ့လိမ့်မယ်ဆိုပြီးတော့မြင်နေမဟုတ်ဘူးဆိုရင်နေရောက်တာတွေ့ကြလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအနေအထားကြီးကိုမြင်နေပြီးတော့ဒီကလို့9လပိုင်းမှာဟုတ်ဘူးဆိုရင်လူနေဆိုတော့17လပိုင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်မလာမယ်အဆက်အသွယ်ကိုဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်ပိုင်းတော့မှာပေါ့နော်ဒီအခုလာမယ်6လပိုင်းတော့အဆက်အသွယ်ရရှိနိုင်တယ်မဟုတ်ဘူးဆိုရင်9လပိုင်းမှာအများဆုံးတွေးကြလိမ့်မယ်ပေါ့နော်9လပိုင်းမှာအများဆုံးတွေးကြလိမ့်မယ်6လပိုင်းကိုလည်းစုံမြင်နေသူကိုချစ်နေတာတန်တရားဖြစ်နေရဆိုရင်တန်တရားမဖြစ်ပါနဲ့သူကိုအရန်ချစ်တယ်ဆိုပြီးတော့ဒီ3ကက်ကလေးနဲ့တစားဆိုတဲ့ကက်ကလေးကပြောပြပေးနေတာဖြစ်တယ်သူကိုမင်းကိုအရန်ချစ်တယ်အားလေးချစ်တာဖြစ်တယ်ကိုအခုအချိန်တော့မင်းကိုအရန်ကိုဆက်သွယ်ခြင်းနေပြီမင်းစီကိုအပြေးလေးလာခြင်းနေပြီဆိုပြီးတော့ဒီကက်ကလေးကကျမကိုပြောပြပေးနေတာဖြစ်ပါတယ်ရှင်အားလုံးပဲလာမယ့်9လပိုင်းကိုသူစီရပါတော့လာမယ့်6လပိုင်းကိုစောင်းလေးသူစီရအဆက်သွယ်ရရှိလိမ့်မယ်မဟုတ်ရင်9လပိုင်းကိုအများကြီးပါကျမ9လပိုင်းကိုအဆက်သွယ်ရဖို့မြင်နေမဟုတ်ဘူးဆိုရင်လာမယ့်17လပိုင်းကိုသူစီကအဆက်အသွယ်ရှာလိုက်မယ်ဆိုပြီးတော့ကျွန်မမြင်ပါတယ်သူကလာပြီးတော့ပေါ့နော်လာပြီးတော့တောင်လာတွေးလိုက်မယ်လို့ကျွန်မမြင်နေပေါ့နော်9လပိုင်းကအများကြီးအတွေ့ကြလိုက်ပါမယ်ရှင်ဒါတော့ bite tree လေးတွေဖြစ်တယ်ပေါ့နော် bite tree လေးတွေဒီလက်ရှိမှာပေါ့နော်ဒီပေါ့နော်နိုင်ဆော့ဆော့ဆိုရကကလေးကြထားတာဖြစ်တဲ့ကြောင့်ဒါ bite tree လေးတွေရဲ့ energy လို့ခံစားရတာဖြစ်တယ် bite tree လေးကြီးလက်ရှိမှာပေါ့နော်အချမ်းအရာကိုယ့်ရဲ့ပတနာကိုလွမ်းဆွနေတာအရန်ညဆိုရင်အိတ်လုံးမပြောဖြစ်နေတာတကယ်ကြီးကိုလွမ်းဆွနေတာမျိုးပေါ့နော်ပေါ့နော်သူတချို့တွေဆိုအဆက်တွေတကယ်ကြီးကိုပြတ်တောက်နေတဲ့အနေအထားမျိုးကိုလာပြီးတော့တွေ့ရတယ်သူဘယ်တော့တော့ငါ့ကိုဆက်သွယ်မှလဲသူတကယ်ပဲငါ့ကိုဆက်သွယ်ဖြတ်သွားပြီလားဆိုတာမျိုးပေါ့နော်ပြီးတော့ပေါ့နော်တကယ်သူနဲ့ငါအဆက်တွေမရတော့ဘူးလားဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးအနေအထားဖြစ်ပြီးတော်တော်ကြီးကိုဝမ်းနေနေတာညဆိုအိမ်မပြောနေတာအရန်ကိုလည်းနာကျင်နေတာမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးကိုလာပြီးတော့တွေ့ရတယ်အမျိုးအနေအထားမျိုးဖြစ်ပြီးတော့ပေါ့နော် The High Princess ဆိုတဲ့ကက်ကလေးကြားထားတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်လက်ရှိမှာပတ်ဝန်းကျင်ကလူတွေနဲ့စကားမပြောနိုင်ဖြစ်နေတာဘဒုနဲ့မှလူရထက်ပို့ပြီးစကားမပြောချင်ဖြစ်နေတာအဲ့လိုမျိုးအနေအထားမျိုးကိုလာပြီးတော့တွေ့ရတာဖြစ်တယ်ပေါ့နော် Bite tree လေးတွေဒီကိုယ့်ရဲ့ပါစံကိုတော်ကြီးကိုတတိယနေရပေါ့နော်အရန်ကိုလက်ထက်မှာအရန်လက်နာကျင်နေပြီးတော့အရန်လက်လွမ်းနေပါတယ်ပေါ့နော် bite tree လေးတွေရဲ့လက်ရှိ energy ပေါ့နော်အဲ့လိုမျိုးအနေထားဖြစ်တဲ့အချိန်မှာ bite tree လေးတွေရဲ့ပါစံက bite tree လေးတွေကိုဘယ်တော့လောက်ဆက်သွယ်လာမလဲပေါ့နော်တတိယကအနေနဲ့ ace of cups ဆိုတဲ့ကကလေးကြားရတယ် ace of cups ကိုကြည့်တာအရန်လာပါတော့ ace of cups ရဲ့အတိတ်ပဲဒီပေါ့နော်bite tree လေးတွေရဲ့ပါစံက bite tree လေးတွေကိုပြောတာဖြစ်တယ်မင်းကငါ့အတွက် emotionally အရန်ကို fulfillment ပေးနိုင်တော့အမျိုးသမီးတယောက်ဖြစ်တယ်ငါကလည်းမင်းကိုအရန်ချစ်တယ်အရန်နဲ့လွမ်းနေတာဖြစ်တယ်ပြီးတော့ပေါ့နော်ငါမင်းကိုတချို့တွေဆိုဒီမှာပေါ့နော်ဒီအဆက်တွေပြတ်သွားတာလုံးဝပေါ့နော်ဒီ situation အနေထားတွေတော့ပါတယ်လို့ခံစားရတယ်တချို့ဆိုတွဲတာတိတ်မကြဘူးအဲ့လိုမျိုးအနေထားမျိုးကြီးလည်းခံစားရတာဖြစ်တယ်တချို့ဆိုတော့ကြာပြီပေါ့နော်
ငါကိုတိုင်းလဲမင်းကိုအရန်ချစ်တယ်မင်းကိုတော်တော်ကြီးကိုချစ်တာဖြစ်တယ်ဆိုပြီးတော့လာပြောပြပေးနေရဖြစ်တယ်ပြီးတော့ပေါ့နော်ဒီမှာကြည့်လိုက်ပေါ့နော်ဒီ sign လေးပေါ့နော်ဒီပေါ့နော်အပေါင်းလက္ခဏာလို့ sign လေးဒါ universe ကပေါ့နော်ဒီ by tree လေးတွေရဲ့ပါစင်နဲ့ by tree လေးတွေကို universe ကစောင့်ရှောက်ပေးနေတယ် universe ကကူညီပေးနေရဆိုတဲ့အသိပဲဖြစ်တယ်အဲ့ဒီတော့ by tree လေးတွေရဲ့ပါစင်က by tree လေးတွေကိုလက်ရှိမှာသူ့အနေနဲ့လည်းအရန်လွန်နေတယ်အရန်ဆက်သွယ်ခြင်းနေတယ်မင်းကိုအရန်ဆက်သွယ်ခြင်းနေဆိုပြီးတော့ပေါ့နော်ကိုမင်းကိုအရန်လေးချစ်တယ်အခုမင်းတွေးနေတယ်လို့မဟုတ်ပဲနဲ့ကိုမင်းကိုအရန်ချစ်တယ်ဆိုပြီးတော့ပြောနေတာဖြစ်တယ်ပြီးတော့သူ့မှာပေါ့နော်ရေရှည်ချီပိုင်းထရီလေးတွေနဲ့ရေရှည်ချီတော့ပေါ့အနေထားလည်းရှိရဆိုပြီးတော့လာပြောနေတာဖြစ်တယ်အဲ့ဒီတော့ပိုင်းထရီလေးတွေကပါစစီကနေဘယ်ဒေါ်လာအဆက်သွယ်ရမလဲဆိုတာမျိုးကိုကျွန်မကြည့်လိုက်တဲ့အချိန်မှာကိုမင်းကိုအခုလာမဲ့မိုးတွင်းလောက်ကိုဆက်တွဲမယ်မိုးတွင်းမဟုတ်ဘဲနဲ့မိုးတွေအရန်ကြွားတဲ့အနေအထားမျိုးမှာလည်းဖြစ်ချင်ဖြစ်မယ်မဟုတ်ဘူးဆိုရင်ကိုလာမဲ့မိုးတွင်းမင်းကိုဆက်တွဲလိုက်မယ်ဆိုပြီးတော့ကျွန်မ message ရတာဖြစ်တယ်ဒီပေါ့နော်ဒီအတော်တွင်းမိုးတွေအရန်ကြွားတဲ့အချိန်မှာသူကဆက်တွဲရနိုင်တယ်မဟုတ်ဘူးဆိုရင်လာမဲ့မိုးတွင်းအခုပေါ့6.8ဒီအတော်တွင်းကိုသူချီအဆက်တွေရနိုင်တယ်ကျမတော့6ခွန်ကိုလည်းအရန်ကိုစော်လေးဖြစ်တယ်လာမဲ့မိုးတွင်ကိုမင်းကိုဆက်တွဲမယ်ကိုမင်းကိုလည်းအရန်လွှမ်းနေတဲ့တတိလည်းရနိုင်ပါတယ်ဆိုပြီးတော့ပြောရင်းနဲ့ကိုမင်းကိုအရန်လက်ချက်တယ်ဆိုပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ်ရှင်. We'll see you in the next video ပါရှင်